ဘာစီလိုနာရဲ့အိုင်ကွန်လီယိုနယ်မက်ဆီနဲ့အနာဂတ်မျိုးဆက်တဲ့လမိုင်းကြောင်မေတို့ထိပ်တိုက်တွေ့ဆုံတော့မဲ့ကမ္ဘာဖလားဖိုင်နယ်အားလုံးပဲမင်္ဂလာပါပြေးရှန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လာမယ့်တနင်္လာနေ့မှာကစားတော့မဲ့ကမ္ဘာဖလားဖိုင်နယ်ကတော့တကမ္ဘာလုံးကပရိသတ်တွေမျက်တောင်မခတ်ပဲကျင်းတီပေါစောင့်ကြည့်ရတော့မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာတော့မှာပါဒီပွဲကကမ္ဘာဖလားသမိုင်းတစ်လျှောက်နှစ်ပေါင်း60ကြာမှပြန်လည်တွေ့ဆုံရမယ့်ပွဲစဉ်ဖြစ်ပြီးတော့လာမာစီယာကစားသမားတွေပြန်လည်တွေ့ဆုံရမှာလည်းဖြစ်ပါတယ်အထူးသဖြင့်အားလုံးသိကြတဲ့ဘာစီလိုနာရဲ့အိုင်ကွန်လီယိုနယ်မက်ဆီနဲ့အနာဂတ်မှာကြီးကျယ်တောက်ပလာမယ်လို့ထင်ကြေးပေးထားကြတဲ့လူငယ်ကျဲမွေးလမိုင်းကြောင်မေတို့ထိပ်တိုက်တွေ့ဆုံသွားမှာပါ။အော်စရာကောင်းတာကလွန်ခဲ့တဲ့19နှစ်ဝန်းကျင်ကအသက်20ရွယ်မက်ဆီတယောက်ဘာစီလိုနာကစားသမားဘွားပရာဟီတာပြက်ကလေးတစ်ခုအတွက်အသက်9လသားအရွယ်ကလေးငယ်တူနဲ့တပ်ပုံတွေ့ရိုက်ခဲ့တဲ့သူနဲ့ကမ္ဘာဖလားဖိုင်နယ်လိုကြီးကျယ်ခံရတဲ့ပြိုင်ပွဲမျိုးမှာရှင်ပြိုင်ရမှာပါအဲ့ဒီကလေးကအခုဘာစီလိုနာရဲ့ကျေပွင့်လမိုင်းရမယ်ဖြစ်နေပြီးတော့မက်ဆီတယောက်ဒီလိုဖြစ်မျိုးကြုံတွေ့လာရဖို့ကိုလုံးဝတွေးဘူးမှာတော့မဟုတ်သလိုပရိသတ်တွေကြားမှာလည်းဒါကအိမ်မက်ဆန်တဲ့ဇလန်တပုတ်တာဖြစ်လိမ့်မယ်လို့ယူဆထားကြတာပါအခုတော့ခင်ဗျားတို့ကျွန်တော်တို့မဖြစ်နိုင်တဲ့တွေးဆုံမှုကြီးကိုကမ္ဘာဖလားလို့ဖိုင်နယ်ကြီးမှာမျက်မြင်ကိုယ်တွေ့ကြည့်ရှုခံစားရတော့မှာပါမက်ဆီရဲ့ကစားသမားဘွားအသက်39နှစ်တာကာလအတွင်းလမိုင်းရမယ်နဲ့နိုင်ငံတကာပွဲစဉ်တွေမှာလုံးဝကိုတွေးဆုံခဲ့မှုချင်းမရှိခဲ့ပါဘူးဘာကြောင့်လဲဆိုရင်စပိန်ဟာဥရောပတိုက်တွေကပြိုင်ပွဲတွေကိုသာရှင်ပြိုင်ကစားနေရတာဖြစ်ပြီးတော့အာဂျင်တီးနားကလည်းတောင်အမေရိကတိုက်တွေကပြိုင်ပွဲတွေကိုသာရှင်ပြိုင်ရပြီးတိုက်ချင်းမတူတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အခုဒီကမ္ဘာဖလားကစပိန်နဲ့အာဂျင်တီးနားတို့ရဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်နှစ်ပေါင်း60ကြာမှပထမဆုံးချိန်ပြန်လည်တွေ့ဆုံတာဖြစ်တယ်လို့ရာမဲနဲ့မက်ဆီတို့ရဲ့သမိုင်းတွင်မဲ့တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်အာဂျင်တီးနားနဲ့စပိန်တို့ရဲ့လက်ရှိကမ္ဘာဖလားအခြေအနေကိုသုံးသပ်ရရင်အာဂျင်တီးနားဟာကမ္ဘာဖလားချန်ပီယံဖြစ်နေတာနဲ့ညီအသင်းရဲ့စီလုံးမှုနဲ့အနိုင်မခံရှုံးမပေးတဲ့စိတ်ဓာတ်ကိုတော့ဘယ်အသင်းမှလိုက်မိမှာမဟုတ်ပါဘူး။ပွဲတစ်ပွဲကိုဘယ်လောက်ထိပဲရှုံးနေပါစေသူတို့အတွက်10မိနစ်တစ်စက္ကန့်ကအစအနိုင်ပြန်ကစားဖို့အသက်ထက်သမျှအရေးကြီးတယ်လို့ကစားသမားတယောက်ချင်းစီတိုင်းကယူဆထားပြီးအသေးချင်းတိုက်ပွဲဝင်ကြတာပါပြောရရင်အင်္ဂလန်အီဂျစ်နဲ့ကိတ်ပါတီတို့ကိုနိုင်တဲ့ပွဲတွေမှာအာဂျင်တီးနားရဲ့ဂျုံဝမ်ကဘယ်လောက်တောင်ကြီးမားသလဲဆိုတာခင်ဗျားတို့မြင်တွေ့ရမှာပါဒါကအာဂျင်တီးနားရဲ့အကောင်းဆုံးဖောင်တစ်ခုဖြစ်ပြီးတော့စပိန်တို့အတွက်ကြီးမားဆုံးအနေနဲ့ပေးခံရမယ့်တခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်တစ်ဖက်ကစပိန်ကိုပြန်ကြည့်မယ်ဆိုရင်လည်းစပိန်ဟာလူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဆိုပေမဲ့တစ်ဖက်အသင်းပေါ်မိနစ်90လုံးလုံးလွှမ်းမိုးထားနိုင်အောင်ကစားတတ်တာပါစပိန်ဆိုတဲ့အတိုင်းဘောလုံးကစားကွက်ကိုအသာစီးယူပြီးကွင်းလဲကိုထိန်းချုပ်ကပြိုင်ဘက်ကိုတအီးနဲ့တိုက်စားတဲ့ပုံစံကိုခင်းကျင်းပြီးအသင်းလိုက်ချစ်ချစ်လေးလေးကစားတတ်ကြတာပါဒါပြင်သူတို့ရဲ့လူစင်ပိုင်းကအာဂျင်တီးနားထက်တပန်းသားနေတာကကြီးမားတဲ့အားသာချက်ပါပေါ်တူဂီကိုနိုင်ခဲ့တဲ့ပွဲဘယ်ဂျီယန်ကိုနိုင်ခဲ့တဲ့ပွဲတွေမှာအရန်ကနေဝင်လာပြီးဂိုးတွေသွင်းပြတတ်တဲ့စူပါဆက်မေရီနိုလိုကစားသမားတွေရှိနေတာကြောင့်အာဂျင်တီးနားတို့အထူးသတိထားမှကိုရမှာပါအာဂျင်တီးနားကလက်ရှိကမ္ဘာဖလားကစားခဲ့တဲ့9ပွဲလုံးကိုရှုံးပွဲလုံးဝမရှိထားပဲတိုက်စစ်က19ဂိုးထိရထားပြီးတော့ခက်စပိုင်းက9ဂိုးပေးထားရပါတယ်စပိန်ကတော့9ပွဲကစားပြီးရမှာ6ပွဲနိုင်တစ်ပွဲတည်ရာဂိုး73ဂိုးနဲ့ပေးဂိုးတစ်ဂိုးသာခွင့်ပြုထားရပါတယ်ကင်ကနန်းတွေရကြည့်ရင်တော့တိုက်စစ်ပိုင်းကအာဂျင်တီးနားကနေတာနေတာဖြစ်ပြီးခက်စပိုင်းကတော့စပိန်ကအသာစီးရနေတာပါအာဂျင်တီးနားရဲ့တိုက်စစ်ကတော့ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်သူမက်ဆီစီကနေစီစဉ်နေတာပါမက်ဆီဟာလက်ရှိကမ္ဘာဖလားပြိုင်ပွဲမှာ10ဂိုးအထိသွင်းယူထားတဲ့ဂိုးသွင်းများဆုံးကစားသမားဖြစ်တယ်လို့ဖန်တီးမှုအပိုင်းမှာလည်း၄ချိန်ထိပြုလုပ်ထားတဲ့ကစားသမားတူဖြစ်ပါတယ်သူစီကနေအာဂျင်တီးနားရဲ့တိုက်စစ်ကအလုံးလုံးနေတာဖြစ်ပြီးတော့ခံစစ်အကောင်းဆုံးအသင်းဖြစ်တဲ့စပိန်ကလည်းမက်ဆီကိုတားဆီးနိုင်မလားဆိုတာကအဖြစ်တစ်ခုဖြစ်စောင့်ကြည့်ခြင်းစရာဖြစ်နေတာပါတစ်ဖက်ကစပိန်ကလည်းတိုက်စစ်ပိုင်းရာအာဂျင်တီးနားလောက်မထပ်ပေမဲ့သူတို့ကစားရတဲ့အသင်းတွေကပေါ်တူဂီအီဂျစ်ပြင်သစ်စတဲ့အသင်းချင်းတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအာဂျင်တီးနားထက်ပွဲချက်တွေကိုရင်ဆိုင်ခဲ့ရတာဖြစ်လို့ရှော့တွက်လို့တော့မရပါဘူး။နှစ်သင်းစလုံးကတော့ရိုဒီဖေဘီယန်ရုစ်အိုလိုမိုရိုရဲ့ကွင်းလယ်နဲ့ဒီပေါ်မက်အလစ်စတာအန်ဆိုဖာနန်ဒက်တို့ရဲ့ကွင်းလယ်တွေကိုအားပြုကစားသွားမှာဖြစ်ပါတယ်။အာဂျင်တီးနားကတော့လက်ရှိချန်ပီယံဖြစ်နေတာနဲ့ညီကစားကွက်နီးပြူဟာပြောင်းလဲပြင်လဲရှိသလိုစပိန်ကိုနီလန်ဖောင်းစုံနဲ့ရှင်းဖို့ကြိုးပမ်းလာနိုင်ပါတယ်။အဓိကကတော့သူတို့ရဲ့ mentality ဘိုင်းကိုစပိန်တို့သေချာထိန်းချုပ်နိုင်မှရှာမှာပါ။စပိန်ကတော့တိုက်စစ်ကွင်းလယ်ခံစစ်ချစ်ချစ်လေးနဲ့ကစားနိုင်တာကြောင့်တကယ်လို့စပိန်ဘက်ကသာတကိုးရင်စသွင်းရင်အာဂျင်တီးနားတို့နောက်ကပြန်ပြီးလိုက်ကစားဖို့ဆိုတာအရင်ပွဲတွေလောက်လွယ်ကူမှာတော့မဟုတ်တော့ပါဘူးအာဂျင်တီးနားကလည်းသူတို့တင်ရဲ့တမိုင်းမှာ၄ချိန်မြောက်ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့အတွက်အသေးချဲတိုက်ပွဲဝင်မှာဖြစ်တယ်လို့မက်ဆီရဲ့ကစားသမားဘွားစသိန်းလာဖို့အတွက်လည်းရုန်းကန်သွားမှာပါဒါပြင်ကမ္ဘာဖလားကိုနှစ်ချိန်ဆက်ရယူပြီးတမိုင်းသစ်ရေးထိုးဖို့ပါရှိနေတာပါစပိန်ကတော့တကယ်လို့ချန်ပီယံဖြစ်ခဲ့ရင်ရာမဲတယောက်အသက်16နှစ်မှာတင်ယူရိုပီယံကမ္ဘာဖလားပါစကူးနိုင်မဲ့မှတ်တမ်းကောင်းတွေပိုင်ဆိုင်သွားမှာပါဒါပြင်16နှစ်ကြာဝေးကွာနေတဲ့ကမ္ဘာဖလားကြီးကိုလည်းဒုတိယချိန်မြောက်ပြန်လည်ကမ်းမြောက်နိုင်မှာဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောလမိုင်းရှာမယ် vs လီယိုနယ်မက်ဆီတို့မဟုတ်စပိန်နဲ့အာဂျင်တီးနားတို့ရဲ့ final ပွဲမှာဘယ်အသင်းနိုင်ရဖို့ဆွဲသွားမယ်ထင်ကြလဲကမ္ဘာမှာရေးပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထိုးမြင်တရှိပါရခင်ဗျာ